ဘဝကိုပြောင်းချင်ရင်အကျင့်ကိုအရင်ပြောင်းပါအားလုံးပဲမင်္ဂလာပါခင်ဗျာစောက်စာပေလူမိတ်ဆွေ Facebook Page ကနေကြိုဆိုလိုက်ပါတယ်တချို့လူတွေကအချိန်ကိုတန်ဖိုးမထားဘူးဘာပဲလုပ်လို့အမြင်ကြတယ်ထိန်းထားရင်အမြင်နောက်ကျတယ်တခုခုလုပ်ဖို့ကိုအချိန်ဆွဲနေတာနဲ့မလုပ်ဖြစ်ဘူးတချို့လူတွေကငွေအမြင်လိုနေတယ်အတုံးပြုံးကြီးတယ်စီးနဲ့ကန်းနဲ့မတုံးတတ်တဲ့အတွက်ငွေကလောက်နိုင်တယ်ကိုမရှိဘူးတလုံးအကျွေးတွေနဲ့ဘတ်ချာဝိုင်းနေတယ်တချို့ကြတော့ဘဲသွားလူချစ်လူခင်ပေါ်ပြီးမိတ်ဆွေအစ်စ်တွေတိုးတယ်တချို့ကြတော့ဘဲအလုပ်ပဲလုပ်အောင်မြင်ပြီးပတ်စံရတယ်ဘာကြောင့်လဲဒါတွေဟာကျွန်တော်တို့ရဲ့အကျင့်တွေပါပဲလူတယောက်ရဲ့အကျင့်ဆိုတာဖျောက်ပြစ်ဖို့ခက်ပါတယ်အထူးသဖြင့်မကောင်းတဲ့အကျင့်ကပိုပြီးပြင်ရခက်ပါတယ်ပြင်ဖို့ခက်တယ်ဆိုပေမဲ့ပြင်လို့မရတာမဟုတ်ပါဘူးမကောင်းတဲ့အကျင့်ကိုပြင်မှာပျော်ရွှင်မှုကိုရပါလိမ့်မယ်မျက်စိနဲ့ပုံဖော်ကြည့်တဲ့နီးကိုတုံးပြီးမကောင်းတဲ့အကျင့်ကိုပြင်ရပါမယ်မင်းပြင်ရင်တဲ့အချက်တစ်ခုကို comment မှာရေးခဲ့ပြီးပါခင်ဗျာ